စားကြပါဦးရှင်ဟယ်လိုဖူပါဖူဒီနေ့ရောက်နေတဲ့နေရာတော့မပြောခင်ဒွင်းတီကိုလည်းကြည့်လိုက်ပါတော့ဒွင်းချန်ရောက်နေရပါဒွင်းချန်ပြင်ကိုဒီမှာကျမောက်တီးရေလည်းရှိရဲချန်နဲ့ဝင်ခင်လေးဒီလားချန်ပြင်ကကြည့်လိုက်တာတော့တကယ်ကိုပျော်နေပြီဖူကတော့လာခဲ့ပါဖူနဲ့တူတူမော်ကြည့်အောင်ကျမောက်တီးရေနဲ့မဟုတ်ဘူးကျမောက်တီးရေကျမောက်တီးရေဒွင်းတီးရေလည်းရတယ်ရတဲ့အပြင်ကိုအပင်လေးတွေလည်းဝယ်လို့ရတယ်ပေါ့နော်အပင်ကတော့ तू ကကိုပေါ့အိမ်မှာပြန်ပြိုးရုံပဲကျမရဲ့ရွှေတီးလေးတွေပါကျမရဲ့ရွှေတီးလေးတွေပါကြည့်ပါဦးမချုံအကြည့်ကြည့်ပဲဒီမှာကြည့်အောင်ဒါတွေမှန်ရင်တော့တကယ်ကိုပသိမ်မျိုးပဲမှာရှိရလူတွေလာတင်နေတော့ဒီချက်နိုင်ခွက်လောက်ပဲလာရတာတဘာဝအသီးတွေလည်းစားရမယ်ပြီးတော့ဒူးရင်းချန်ဘယ်လိုမျိုးလဲချန်ရဲ့အနေထားကိုလည်းကိုယ့်ဘာကိုတဘာဝရှိကင်းလေးနဲ့ပေါ့နော်ပြီးတော့အပင်နဲ့တခါအိမ်မှာစိုက်ချင်ဝယ်သွားလို့ရတယ်ဒီမှာကြည့်ချက်မောက်ဒီလုံးဝကိုဒီမှာဖူးတစ်လုံးတော့ဖူးတစ်လုံးစားလိုက်ပါမယ်ဒီမှာနေရာလေးကိုရွေးယူလိုက်မယ်ဆိုတော့ဒီမှာကြည့်ပါဦးအားပါမယ်ဖူးကချက်မောက်ဒီနဲ့ဒူးရင်းဒီဆိုရင်တော့ဖူးကဒူးရင်းဒီဆန်ပါဒါပေမဲ့ချက်မောက်ဒီလည်းကြိုက်ပါတယ်ချက်မောက်ဒီကိုချက်မောက်ဒီခွာပြီးသွားပါပြီစားကြပါဦးရှင်လုံးဝမချင်ဘူးနော်တကယ်မချင်ဘူးအခုတစ်လုံးစားမှာရှိမှနှလုံးသုံးလုံးစားပြီးပြီလုံးဝမချင်ဘူးအချိုရတာလေးနဲ့တကယ်ကောင်းပါရဲ့ဟိုကောင်းလားဒါလေးရောမှဲ့အောင်မမှဲ့အောင်ပေါ့နော်ရောနေတာဟွာနေရာလေးဆိုရင်ရပြီးစားလို့ဒူးရင်းတန်းကတော့ဒီလိုအတန်းလိုက်ကွာဟိုအနောက်မှာလည်းရှိသေးတယ်ချမ်းကတော်တော်ကိုကျဲတာပြီးတော့ကျက်မောက်သေးရယ်မှဲ့ဟာကြီးလည်းမှဲ့နေပြီပေါ့နော်တကယ်ပျော်စရာကြီးပါဘူးနဲ့လိုက်ကြည့်ခဲ့အောင်နော်ဒူးရင်းတီးကရိုက်ပြရုံနဲ့မဟုတ်ဘူးနော်ဘူးစားပြမှာအဲ့တော့ဗီဒီယိုစုံနေကြည့်ပေးဒီနေ့ကကွက်တိဖြစ်သွားတာသူကအပင်ကနေကြွေးကြတာပေါ့နော်မျိုးတိတ်တော့လည်းမခွဲတတ်ပါဘူးမမိုင်းလာဒီမှာလာကြည့်အောင်ခါမကြည့်ပါဦးဘူးကစားဖို့ပဲတည်ရပါတကယ်နဲ့မခွဲတတ်ပါဘူး Oh my godစားကြပါဦးရှင်အဲ့ဒီဒါမွန်ထောင်းနော်မွန်ထောင်းဆိုတာတည့်ရတဲ့အရသာတော့ချိုစိတ်သိနေလို့တကယ်ကောင်းပါရဲ့အရင်ကောင်းပါအရင်ကောင်းနေပါနော်အသားပဲဘာမလည်းကြည့်တယ်ဒါပြန်ပြေးကုန်ငမ်းအရင်ဘူးကမိုးလေးနည်းနည်းရွာနေပေါ့နော်မိုးမရွာပဲနဲ့ပြောပြမယ်နေတန်းသားနဲ့ရှုပ်ကင်းလာလေးပေါ့နော်အဲ့လိုမျိုးဆိုဒူးရင်းချန်ဒူးရင်းတီးပင်ရဲ့အောက်မှာထိုင်ချရတကယ်ကောင်းပါရဲ့အဲ့ဘက်ကဘာနဲ့မှမတူဘူးပေါ့နော်စားကြပါဦးရှင်ကျမဒူးရင်းတီးကိုဘယ်လောက်စားမဟုတ်ပါဘူးဒူးရင်းတီးငတ်နေတယ်လို့ပါတခါမစားဘူးပဲပုံစံနဲ့စားပြနေတယ်လို့ပါပဲကဲတစ်ချန်လုံးလည်းဖူးဖူးရဲ့ပတ်ပြီးတော့လေးလာပြီးပတ်ပြီးတော့မှွေပြီးပြီဒူးရင်းတီးကိုလည်းကိုယ်တိုင်ခွာပြီးတော့စားပြီးပြီအဲ့တော့ဒီနေ့ဖူးဖူးရဲ့ဒူးရင်းချန်ဘလော့လေးကတော့ဒီလောက်ပါပဲရှင်ဖူးဖူးရဲ့ဒီဘလော့လေးကိုကြိုက်တယ်ဆိုရင်ပေါင်းလေးနှိပ်ပြီးတော့တဲလေးပေးခဲ့ဦးနော် follow လေးလုပ်ပေးပါဦးရှင်ဗီဒီယိုဆက်ကြည့်ပြီးလို့ကျေးဇူးပါတတာ